သူတို့ကဘာသာတရားပြောင်းသွားပေမဲ့သူတို့ရဲ့မြင့်မြတ်တဲ့မင်းမျိုးမင်းနွယ်ဆက်နွယ်ကိုဂုဏ်ယူဖို့အတွက်ခန်းဆိုတဲ့ဘွဲကိုနာမည်တော့မှဆက်သုံးခဲ့ကြတာပါ အဲ့ဒီကနေစပြီးခန်းဆိုတဲ့နာမည်ဟာအစ္စလမ်ဘာသာဝင်တွေကြားမှာခေါင်းဆောင်မှုနဲ့မျိုးရိုးအမည်တစ်ခုလိုအမြင့်တွယ်သွားခဲ့တာဖြစ်ပါတယ်နောက်ထပ်ထူးခြားတာကခန်းဟာအမျိုးသားတွေအတွက်တည်းမဟုတ်ဘူးဗျအမျိုးသမီးခေါင်းဆောင်တွေအတွက်ဆိုရင်ခါတွန်းလို့ခေါ်ခဲ့ကြပါတယ်ဂျင်းကခန်းရဲ့သမီးတော်တွေဟာခါတွန်းပွဲနဲ့နေမီတွေကိုအုပ်ချုပ်ခဲ့ကြတဲ့ရဲရင်တဲ့သူရဲကောင်းတွေပါအခုခေတ်အစ္စလမ်ဘာသာဝင်အမျိုးသမီးတချို့ရဲ့နာမည်မှာခထွန်းပါနေအဲ့ဒါဟာမူလကဘယင်မလို့အဓိပ္ပာယ်ရတဲ့မွန်ဂိုစကားလုံးဆိုတာသင်အခုတော့သိသွားပြီထင်ပါတယ် သိပ္ပံနည်းကျလေ့လာမှုတွေရလဲဂျမ်ဂျစ်ခန်ရဲ့သားစီမြေဆက်မျိုးဆက်တစ်တွေကနေတဆင့်ခံပြီးမျိုးရိုးဗီဇလက်ဆင့်ကမ်းခဲ့ရမှာယနေ့ခေတ်လူဦးရေတန်း20ခန့်ရဲ့ DNA ထဲတွင်ဂျမ်ဂျစ်ခန်ရဲ့မျိုးရိုးဗီဇလက္ခဏာများပါဝင်နေစေလို့သိပ္ပံပညာရှင်များကသုံးသပ်ဖော်ပြကြပါတယ်